ကိုကြီးရဲ့မနက်စာသမင်းမသားနေလို့သမင်းမုန်းကြီးတနာပါကိုကြီးရဲ့ကိုကြီးရဲ့ငွေသားနဲ့မယူခြင်းဘူးအတူချင်းနေခွဲနေအောင်မယ်ဒီမှာအမှန်တူကညိနေနေနဲ့မနှွေးမိလိုက်ကိုကြီးဟာဘယ်လိုအမှမကြွရရတာဘယ်လိုမရှိဘူးနာမည်မဲ့ဒါလေးနဲ့မှချင်းနေမှာဟုတ်လို့ပါညီလေးမညက်မိလိုက်ညီကိုကြီးရဲ့ဟာတော်တော်ဆင်းမနေအောင်နော်ဘယ်တောင်းသွားဟိုရတာဟာကိုညောင်းသားမှာကိုအစင်းမြင့်တောင်းသားအေးထည့်ပြရနော်ဟုတ်ပြီโอเคညင်းနူမဲနော်ကိုရောငါ1000လွှဲပေးလိုက်အာကိုနော်โอเคမြန်တောင်းသားရဆင်းမြင်လားအစင်းမြင့်တောင်းသားနေကျင်းနူမဲဝင်တော့တွားညီနော်